ဒီကနေ့မှာတော့ဒီတလောအတွင်း mobile လောကမှာ hot ဖြစ်နေတဲ့ဖုန်းနှလုံးကြောင်းကိုကျွန်တော်ပြောပြပေးချင်ပါတယ်ပထမဆုံးတစ်ခုကတော့ဟိုတလောကမိတ်ဆက်သွားပြီးရတဲ့ Samsung ရဲ့ S26 Ultra ပဲဖြစ်ပါတယ်သူ့မှာဗျာပထမဆုံးအနေနဲ့ဖုန်းတွေမှာ privacy display ကိုစပြီးတော့မိတ်ဆက်သွားပြီးရပဲဖြစ်ပါတယ် privacy display ဆိုတာဘာလဲဆိုတော့ဗျာကျွန်တော်တို့ privacy ဆိုတဲ့အတိုင်းပဲဘေးကနေကြည့်ရင်မြင်နိုင်မှာမဟုတ်ပါဘူးကိုတယောက်စာလာတော့မြင်နိုင်အောင်လောက်ပဲရှိမှာဖြစ်ပါတယ်ဒါပေမဲ့ Samsung ကဒီမှာတွေမပြီးသေးပါဘူးနောက်ထပ် level တစ်ခုတော့သူကထပ်ပြီးတော့လောက်သွားပါသေးတယ်ဥပမာအနေနဲ့ဆိုဗျာကိုမြင်စေချင်တဲ့ notification တစ်ခုစာလောက်ကိုဒါရွေးပြီးတော့ကျွန်တော်တို့ private လုပ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါကြီးကတကယ်ကိုလုံးဝမိုက်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီလို privacy ရဖို့ privacy မှမကွဲတွေရှိရလဲကြာပြီဒါတွေကမဆန်းပေမဲ့ကျွန်တော်တို့ဒီဖုန်းလောကမှာပထမဆုံးအနေနဲ့ display ထဲမှာစားထည့်ပေးရဆိုလို့ဒီဖုန်းတစ်လုံးပဲရှိနေပါတယ်အဲ့လိုဖုန်းထဲမှာတစ်ခါရဲပါတဲ့အားတာချက်ကတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ပိတ်ဖွင့်လို့ရတာဖြစ်ပါတယ်ကိုလိုတဲ့အချိန်မှာဖွင့်မယ်ကိုမလိုတဲ့အချိန်ကျရင်ပိတ်လို့ရမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီလို privacy မှမကွဲလို့ကိုယ့်ရဲ့ display ကိုမှောင်နှောင်းစီမှာမဟုတ်ပါဘူးဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Honor နဲ့ Airy နဲ့ပေါင်းပြီးမှထုတ်ထားတဲ့ robot phone တွေပဲဖြစ်ပါတယ်တခြားဖုန်းတွေနဲ့မတူတဲ့အချက်ကတော့ကြည့်လိုက်တာနဲ့သူ့ရဲ့ camera လေးပဲဖြစ်နေမှာပဲဖြစ်ပါတယ်သူ့ရဲ့ camera မှာဆိုရင်တော့ကျွန်တော်တို့ဒီ gimbal ကိုတစ်ခါထည့်သွင်းပြီးတော့မြင်ရမယ်အဲ့တော့ video ရိုက်တဲ့ခါကျရင် video ရလုံးဝကိုညင်ပြီးမှ stabilize ဖြစ်နေမယ်လို့ကျွန်တော်ထင်ပါတယ်ဘာနဲ့တော့သွားဆင်လဲဆိုတော့ဗျာကျွန်တော်တို့ကြည့်လိုက်ရင် Osmo Pocket လေးနဲ့တော့သွားဆင်တယ်လို့ပြောလို့ရတယ် Osmo Pocket phone version လို့တော့ပြောလို့ရပါတယ်ဒီလိုဒါပဲလားဆိုတော့လည်းမဟုတ်ပါဘူးသူတို့က Airy နဲ့ collab လုပ်တာဆိုတာလည်းဒါသတင်းကြီးတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ် Airy ဆိုတာကဘာလဲဆိုတော့ဗျာကျွန်တော်တို့ဒီ film လောကမှာအရန်ကိုနာမည်ကြီးနေတဲ့ company တစ်ခုပဲဖြစ်ပါတယ်လုံးဝနာမည်ကြီးရဲ့ Hollywood ဇာတ်ကားတွေကဒီ Airy ဆိုတဲ့ camera နဲ့ရိုက်ထားတာပဲဖြစ်ပါတယ်အဲ့တော့ဗျာကျွန်တော်တို့အနေနဲ့ဘာရီမျိုးရင်းလို့ရလဲဆိုတော့ဗျာဒီလိုဒေါ်လာတောင်းချီပေးရတဲ့ Airy camera တွေမှာတုံးနေပေါ့နော်ဒီလို color science တွေကိုကျွန်တော်တို့ဒီ Honor phone လေးမှာထည့်ပေးမယ်ဆိုရင်ဒါအရန်ကိုမိုက်လာမှာဖြစ်ပါတယ်ဒီ Honor ရဲ့ robot phone တွေကို Honor ကဒီ2026နှစ်ကုန်လောက်ကြာရင်သူတို့က public ကိုစပြီးတော့ရောင်းချမယ်လို့သူတို့ကပြောထားပါတယ်ဒီလို video လေးကြည့်ရဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and follow လုပ်ထားပေးနိုင်ပါတယ်ဒီ video လေးကြည့်ပြီးတော့အားလုံးကိုကျေးဇူးများတင်ပါတယ်